မြက်လက်တဲ့ရုပ်ရှင်ကရှုံးပေါ်တော့မဲ့အခြေအနေကြောင့်မူးလေးသွားရတဲ့နေတူတနိုင်ငံလုံးကချစ်ခင်အားပေးရတဲ့ကယ်ရမီနေတူတယောက်ငုတ်တုတ်မူးလေးသွားတယ်လို့ဆိုပါတယ်။လက်တလုံးမှာနေတူရဲ့စကားသည့်ဖြစ်တဲ့မြက်လက်တက်ပေမဲ့ရေးစည်းရချန်နယ်ဟာရုပ်တင်ပြသနေတဲ့နေကစားပြီးဝဝကွယ်အောင်မြင်နေတာအားလုံးလည်းသိပဲဖြစ်မှာပါ။ဒီစကားမှာနေတူဟာ LGBT တယောက်အနေနဲ့မိသားစုပေါ်ထားရှိတဲ့မေတ္တာတရားကြီးမားပုံကိုအစွမ်းကုန်ပုံဖော်ထားပါတယ်။နေတိုးရဲ့တရုံဆောင်ချက်တွေကဘလောက်တောင်ကောင်းမွန်တယ်လဲဆိုရင်ပြည်သက်တရားဇလန်းလေးမှာစီမျောသွားပြီးအိမ်သာတက်ဖို့တောင်မိသွားတဲ့အတင်းတခဲနဲ့အားပေးနေကြတာပါဒါပေမဲ့ဒီအောင်မြင်မှုတွေကြားမှာပဲနေတိုးအတွက်အိမ်မက်ဆိုးတစ်ခုကရောက်ရှိလာခဲ့ပါတယ်အဲ့ဒါကတော့ရုပ်ရှင်ရုံထဲမှာဇလန်းကိုပုံနဲ့ခုရိုက်ပြီး TikTok နဲ့ Facebook ပေါ်မှာအစားဆုံးပြန်တင်နေကြတဲ့ကိစ္စပဲဖြစ်ပါတယ်။အနုပညာကိုရင်းနှီးများစွာစိုက်ထုတ်ပြီးအသက်နဲ့လေကဖန်တီးထားတာကိုဒီလိုမျိုးစီကံမဲ့ဖြတ်စည်းနေတာကြောင့်စကားကြီးကျယ်ရှုံးပေါ်သွားနိုင်တဲ့အခြေအနေကိုဆိုက်ရောက်လာပါတယ်။ငါတို့ဒီလောက်စူးစမ်းထားတာကိုဒီလိုပဲဖြတ်စည်းပစ်ကြတာလားဆိုရင်စိုးရိမ်စိတ်နဲ့ဝမ်းနည်းစိတ်တွေကြောင့်နေတိုးတယောက်သွေးတက်ကဟမ်မဆောင်နိုင်တော့ပဲမူးလဲသွားခဲ့ရပါတယ်။နေတူးလို့စိတ်သက်ခိုင်မာတဲ့မင်းသားကြီးတယောက်တောင်မူးလဲသွားရတဲ့အထိဖြစ်ရတာဟာဒီခိုးရိုက်မှုတွေကဘလောက်တောင်အမှုပညာရှင်တွေကိုနာကျင်စေသလဲဆိုတာသက်သေပြနေပါတယ်။အမှုပညာရှင်တယောက်ကိုစော်ကားနေတာနဲ့တူတူပါပဲ။ခိုးရိုက်တဲ့သူတွေကြောင့်နေတူးတယောက်မူးလဲသွားရတဲ့အထိစိတ်ထိခိုက်သွားရတဲ့ပုံဘယ်လိုမြင်ကြလဲ။အမှုပညာရှင်ကိုတကယ်ချစ်ရင်ခိုးရိုက်တာတွေမလုပ်ကြပဲရုပ်ရှင်ရုံမှာပဲတွားရောက်အားပေးကြဖို့တိုက်တွန်းချင်ပါတယ်။မိမိတို့ရဲ့ထင်မြင်ချက်လေးတွေကို comment မှာရေးပေးသွားကြပါအောင်ရှင်။